လေးများအတက်ကိုစမ်းတက်ရန်အတွက်ညီဖြစ်သူသည်မိမိ၏အကိုအရင်းကိုပင်ပြစ်မှတ်ထားက6ထဲသို့ပစ်ချခဲ့သည်ထိုသူ6ထဲသို့ကြခါနီးအချိန်၌ပင်နှစ်ပေါင်း200ကြာချိတ်ပိတ်ခံထားရသောနတ်ဖျားလေးများသည်ရုတ်တရက်လှုပ်ရှားလာတော့သည်ထိုနေရာကိုစောင့်ကြပ်နေသောဝါရင်ပုဂ္ဂိုလ်ကြီး2ဦးသည်ထူးခြားမှုကိုချက်ချင်းသတိပြုမိလိုက်သည်ခဏအကြာတွင်နတ်ဖျားလေးသည်တန်ကြေခြင်းများကိုရုံထွက်ကပြန်တန်းသွားပြီး6ထဲကျနေသောထိုလူကိုဘေးကင်းစွာကယ်တင်လိုက်တော့သည်မာစတာကြီး2ဦးသည်ထိုလူတန်းအပြေးလွှားသွားကြည့်ရာနတ်ဖျားလေးသည်ထိုလူနှင့်တုံ့ပြန်မှုရှိနေသည်ကိုအံ့ဩဖွယ်တွေ့လိုက်ရသည်သူဟာဒီလေးကနှစ်ပေါင်း200စောင့်နေတဲ့အရှင်သခင်များလားဟုတွေးမိကာထိုသူကိုတပည့်အဖြစ်လက်ခံလိုက်ကြသည်တစ်နှစ်အကြာတွင်ထိုသူ၏စွမ်းအားနှင့်ဓာတိုင်းအတက်သည်မယုံနိုင်လောက်အောင်တိုးတက်လာခဲ့သည်သူ၏ပါရမီမှာကြောက်ခမန်းလိလိပင်မာစတာဖြစ်သူကနတ်ဖျားလေးကိုသူ့အားပေးအပ်ကာဒါကပိတာအနှဲငယ်ပဲလေးတဲ့တနက်လေးတစ်ချောင်းပါအမြဲတမ်းဆောင်ထားပြီးဒါနဲ့ပဲလေ့ကျင့်ပါဟုလိန်ညာပြောဆိုခဲ့သည်ထိုသူသည်လေးကိုမကြည့်ရအားကုန်သုံးမှသာမနိုင်တော့သည်ကျိုးကိုငင်ရန်ကြိုးစားတော်လဲအတွင်အားကုန်သုံးမှသာအနှဲငယ်သာဟာနိုင်သဖြင့်မိမိကိုညံ့ဖျင်းသည်ဟုထင်မှတ်နေခဲ့သည်မာစတာကတည်ငြိမ်ဟန်ဆောင်ကတောင်အောက်ဆင်းပြီးလောကဒဏ်ကိုရင်ဆိုင်ရင်းမိသားစုကိစ္စတွေကိုရှင်းလိုက်ဦးဟုလွှတ်လိုက်သည်သူထွက်သွားသည်နှင့်ဆရာမဖြစ်သူကရှင်ဟာကလေးကိုညာလိုက်တာပဲအဲ့ဒီလေးကပိတာတသိန်းတရာသူညတောင်လေးတာကိုဟုအပြစ်တင်ရဆရာဖြစ်သူကဒါဟာရန်သူတွေတတိမထားမိအောင်ဖုံးကွယ်ပေးတာပါသူ့အတွက်အကျိုးရှိပါတယ်ဟုပြန်ပြောခဲ့သည်တောင်အောက်ရောက်သောအခါထိုသူသည်မိသားစုကုံဆောင်ကြောက်တိုင်ကိုများတဆင်ဖြင့်ပြစ်ခွဲကာ3နှစ်တာနာကြီးချက်များကိုဖွင့်ချလိုက်သည်